romantic ကားတွေကတန်ရာတာကြောင့်ပြန်လဲလူကြိုက်များလာပါပြီချစ်ဆိုတာဘယ်ချိန်ဘယ်ခါမဆိုလူတိုင်းရဲ့အတွက်အမြဲလာပါတဲ့အမှန်တရားပါဒါပေမဲ့အချစ်ဆိုတာတကယ်ရှိပေမဲ့အတူတူဖြတ်တန်းဖို့ကံမပါလာတဲ့အဇလန်းတွေနောက်ဆုံးမှာစိတ်နာစရာစိတ်ညစ်စရာတွေဖြစ်နေတဲ့အချစ်တွေများစွာရှိပါတယ်Seri हमारा वर्ड हैဒီဗီဒီယိုမှာတော့မပြည့်စုံပေမဲ့အမှန်တကယ်အနက်ရှိတဲ့အချစ်ဇာတ်လမ်းတွေကိုဖျက်ပြသွားမှာပဲဖြစ်ပါတယ်ဒီလိုစိတ်ထိခိုက်အောင်လှပတဲ့အချစ်ဇာတ်လမ်းတွေကိုကြိုက်သူဆိုရင်ဒီဗီဒီယိုကိုအဆုံးထိကြည့်ပေးပါ Seri kızı var. Number 5 Sanam Teri Kasam အချစ်ဆိုတာတခါတလေမနာလို့ဖွယ်လှပပြီးတခါတလေမဖြစ်နိုင်အောင်နာကျင်စေတတ်ပါတယ်။ Sanam Teri Kasam ဇာတ်ကားမှာအင်တာနက်စရုအချစ်ဟာသူတို့ကြားမှာတိတ်တိတ်လေးဖွင့်လာခဲ့ပါတယ်။ဒါပေမဲ့နောက်ဆုံးမှာပြဿနာတစ်ခုနဲ့နားလည်မှုတစ်ခုကြောင့်သူတို့ရဲ့လှပတဲ့အချစ်ဟာမျောလင်းချက်မဲ့အဆုံးသတ်သွားခဲ့ပါတယ်။ဒီဇာတ်ကားဟာမျောလင်းချက်တင်မကပဲအချစ်ဆိုတာတခါတလေစိတ်ထိကြိုက်ဖို့နာကျင်ဖို့လိုတဲ့အဆန်းတစ်ခုပဲဖြစ်တယ်ဆိုတာကိုသတိပေးခဲ့တာပါ။အချစ်ဟာတန်ဖိုးတီးတဲ့သူတွေလက်လျှော့ဖို့တီးတဲ့သူတွေအတွက်ကတော့အမှန်တကယ်ဖြစ်တတ်ပါတယ် Love Story ဇာတ်လမ်းကြိုက်တဲ့လူတိုင်းအတွက်ကတော့ဒီဇာတ်ကားဟာကိုယ်တိုင်ခံစားရသလိုခံစားစီမဲ့ဇာတ်လမ်းတစ်ပုဒ်ပဲဖြစ်ပါတယ် लोग साथ साथ इसलिए नहीं रहते क्योंकि वो भूल जाते हैं लोग साथ इसलिए रहते हैं क्योंकि वो माफ कर देते हैं Number 4 Dil Bechara ဒီဇာတ်ကားကိုမတိတဲ့လူမရှိပါဘူးဒါကတော့ရှန်စင်ရဲ့နောက်ဆုံးဇာတ်ကားပဲဖြစ်ပါတယ်စိတ်ကိုထိခိုက်အောင်နာကျင်စေတဲ့ Tom Love Story တစ်ပုဒ်ပဲဖြစ်ပါတယ်ဇလန်ထဲမှာမနီယာပြင်စာယောဂါကိုအနံယူထားတဲ့လူငယ်တူပဲဖြစ်ပါတယ်သူ့မှာဆွဲဆောင်မှုရှိတဲ့အပြုံးနဲ့ဘဝကိုအလားပါခံစားဖို့ဆိုတဲ့စကားလုံးတွေပါဝင်နေပါတယ်တနေ့မှာသူကကာစီနဲ့တွေ့ပြီးအရာအလုံးပြန်လဲတက်တက်တာတာဖြစ်သွားမယ်ဆိုတဲ့မျှော်လင့်ချက်ကိုပြီးခဲ့ပါတယ်နောက်ပိုင်းမှာလည်းကာစီရဲ့ကင်ဆာပြန်လဲတက်တာပြီးသူတို့နှစ်ဦးကြားအချစ်ရဲ့အလားပွင့်သွားခဲ့ပါတယ်ဒါပေမဲ့ဘဝကမျောလင်းချက်တွေကိုစမ်းသပ်နေတတ်ပါတယ်မနီရဲ့ကင်ဆာပြန်လဲပေါ်လာပြီးအဲ့ဒီအခါမှာတော့ဇလန်ကတကယ်နာကျင်စရာဖြစ်သွားပါတယ်ဒီဇက်ကကျွန်တော်တို့ကိုသတိပေးခဲ့ပါတယ်ဘဝရဲ့နောက်ဆုံးမိနစ်မှာတော့အလားရှိတတ်ပါတယ်အဲ့ဒီအခက်အတန်ကိုလှပအောင်နေရတာပဲတန်ဖို့ရှိတာပါဒီဇက်ကတကယ်နာကျင်စရာကောင်းမိမဲ့တန်ရောစင်တွေအပြည့်ရှိတဲ့ဇလန်တစ်ပုဒ်ပဲဖြစ်ပါတယ် अभी नहीं है कभी नहीं कभी नहीं चल झूठी Number 3ဒီယာတခါတလေဇကားတကနှလုံးသားကိုထိခိုက်စေတတ်ပါတယ်ဒီယာကလည်းအဲ့လိုဇကားပဲဖြစ်ပါတယ်ဒီယာတိတ်တိတ်လေးနဲ့ချစ်တတ်တဲ့ main လေးတူသူမရဲ့နှလုံးသားထဲမှာ Rohit အပေါ်ခံစားချက်တွေရှိပေမဲ့သူမတခါမှမပြောနိုင်ခဲ့ပါဘူးသူမအချစ်ကိုအတန်ထွက်စေဖို့ဆုံးဖြတ်ပေမဲ့ဘဝအမြဲတမ်းချစ်သူတွေကိုမေ့သွားတတ်ပါတယ်အဲ့ဒီနေ့မှာပဲမတော်တဆကြောင့်ဒီယာအသက်ရှင်ခဲ့ပေမဲ့ Rohit ကတော့ပြန်မလာတော့ပါဘူးသူမအတွက်ဘဝတိတ်ဆိတ်သွားပြီးအမောင်တဲ့ရှောက်နေရတဲ့မိန်းကလေးတူဖြစ်သွားပါတယ်အဲ့ဒီအချိန်မှာအာဒီပြန်ဝင်လာပါတယ်အပူအေးတစ်ဆောင်လာတဲ့မိန်းကလေးတူအတွက်အပြုံးတစ်ခုပေးတဲ့သူအချစ်ဟာတဖြည်းဖြည်းသူတို့ကြားမှာပြန်ပေါ်လာပြီးမဲ့တစ်ချက်တည်းနဲ့အားလုံးပြောင်းသွားပါတယ်ဒီကဟာဇလန်တပုတ်တာမဟုတ်ပါဘူးဒါဘဝနဲ့အချစ်ကိုစမ်းသပ်တဲ့တန်တရားတစ်ခုပါဘဝဆိုတာပြဿနာနဲ့နာကျင်မှုတွေအပြည့်ပါပြီးမဲ့အဲ့ဒီထဲမှာအချစ်ရဲ့အသေးပဲကိုတွေ့ရတာပါဒီစကားတကယ်ကြည့်တင်တဲ့ဇာတ်တကားပဲဖြစ်ပါတယ် Number 296တရက်အတွေ့အရင်ကချစ်သူနှစ်ယောက်ပြင်လဲတွေ့ကြပါတယ်အဲ့ဒီနေ့မှာသူတို့ရဲ့စကားတွေအမတ်တရားတွေနှလုံးသားထဲကခံစားချက်တွေပြည့်နေပါတယ်ဒီဇက်ကတော့အရင်ဘဝနဲ့ဒီနေ့ဘဝကြားမတူညီချက်ကိုချစ်သူနှုတ်ဦးရဲ့မျက်နှာမှာတဆင့်ပြသထားပါတယ်။ဒါမှဆိုတဲ့တယောက်ကဘဝတစ်လျှောက်မှာငြိမ်းချမ်းမှုနဲ့အချစ်ကိုရှာနေခဲ့သူချစ်ခဲ့တာဂျာနုတယောက်ပါပဲ။ဂျာနုကတော့သူမကိုအမြဲမျှော်လင့်နေခဲ့ကြောင်းကိုမသိခဲ့ပါဘူး။အခုတော့သူတို့အတူမနေနိုင်တော့ပါဘူး။ဒီဇက်ကရဲ့စိတ်နာစရာကောင်းတဲ့အဆုံးသက်ပြီးမဲ့အဆုံးသက်ဆိုတာလဲသူတို့နှစ်ဦးနဲ့ပတ်သက်ပြီးကြိုတင်သိနေကြတာပါ။96ဇက်ကတော့လူသားဘဝရဲ့အမှန်တရားကိုဖော်ပြနိုင်တာပါ။အချစ်နဲ့အမတ်တရားတွေစိတ်နာခြင်းနဲ့အဆုံးမဲ့လိုအပ်ချက်တွေဒီဇက်ကအချင်းချင်းခံစားရနိုင်စေပြီးလူသားတယောက်ရဲ့စိတ်ခံစားမှုကိုတကယ်ရိုက်ခတ်နိုင်တဲ့ဇကားတကားပဲဖြစ်ပါတယ်အချစ်ဟာမပိုင်ဆိုင်ရင်တော့မှအရင်လာပါတယ်ဆိုတဲ့အဓိပ္ပာယ်ကိုရှင်းရှင်းလင်းလင်းပြသွားပြီးခဲ့ပါတယ်ဒီဇက်ကအရင်ကြည့်တင်တဲ့ဇကားတကားပဲဖြစ်ပါတယ်
Number 1 Herdayam ဒီဇက်ကတာမဲအချစ်ဇလန်မဟုတ်ပါဘူးဘဝကိုခန်းစားဖို့ပြောတဲ့ဇလန်တစ်ပုဒ်ပဲဖြစ်ပါတယ်ကောလိပ်ကျောင်းသားတယောက်သူ့ဘဝမှာပထမအချစ်ရဲ့ချုံမြင်မှုတဲကွဲမှုနဲ့နာကျင်မှုနောက်ပြီးကိုရှာဖွေတွေ့ရှိလာတဲ့ခရီးတစ်ချောက်ကိုမြင်ရမှာပါသူကအမားတွေလုပ်ခဲ့တယ်သူချစ်သူကိုဆုံးရှုံးခဲ့တယ်သူအနာဂတ်ကိုသွားဖို့ကြိုးစားခဲ့ပါတယ်ဒါပေမဲ့နောက်ဆုံးမှာအရာအလုံးကိုသိမြင်တင်ယူလာခဲ့ပါတယ်ဒီဇက်ကတော့ကျွန်တော်တို့ကိုပြန်လည်သတိရစေမဲ့အထက်တန်းကျောင်းအချစ်တွေမျောလင်းချက်တွေနဲ့မဖြစ်သွားတဲ့အရာတွေကိုစိတ်ရဲ့အနက်ဆုံးအထိထိခိုက်စေမဲ့သတိရစေမဲ့စကားတကားပဲဖြစ်ပါတယ်အချစ်ဆိုတာတခဏအပေါ်လှုပ်ရှားမှုမဟုတ်ပါဒါဟာမေတ္တာရင်တမ်းမှုနဲ့တယုံစစ်တစ်ခုဖြစ်ပါတယ်လူတစ်ယောက်ကိုအပြည့်အဝချစ်ခဲ့ဦးတယ်လူတစ်ယောက်ကိုဆုံးရှုံးဦးတယ်ဆိုရင်ဒီဇက်ကခင်ဗျားတို့ရဲ့အကြိုက်ဆုံးဇာတ်ကားတွေဖြစ်သွားမှာပါဘယ်ဇက်ကကိုကြိုက်လဲ comment မှာလည်းရေးပြပါ Filmly Talk ကိုလည်း subscribe လေးလုပ်ခဲ့ပေးပါအားလုံးကိုကျေးဇူးတင်ပါတယ်